မလက်မလေးထိုးပါ လက်မှတ်ထိုးပေးမယ်ညီလက်မှတ်ထိုးဆိုမှပြောအောင်မယ်ကတော့ညီလောကကြီးကိုလေဟိုဒီလိုကြီးဟာတာကြီးတွေနေပေါ်တော်တော်ကြီးတွေနေပြီးတော့မှတော့ညီဖြတ်တန်းမှုမစင်စားနဲ့တော့ရည်ရွယ်ချက်ရည်မှန်းချက်လေးတွေတော့ထားဥမာငါပေါ့နော်နောက်3နှစ်နေဘာဖြစ်ရမယ်ဆိုတော့ရည်မှန်းချက်တော့ထားတဲ့နေဘာလို့ဆိုတော့ဒီတိုင်းကြီးပေါ်တော်တော်ကြီးနေပဝင်းညံကြည့်မဟာဂရုံးကြရပေါ်တော်တော်နိုင်လိုက်တာအဲ့လိုဖြစ်နေလိမ့်မယ်သိလားအဲ့တော့နောက်3နှစ်နေရင်ဘာဖြစ်ရမလဲအဲ့ရည်မှန်းချက်ထားအမသမီးဒီလိုဆုံးမရတော့ဟာသမီးရီမန်းချက်ရှိရဟာလေအမကိုပြောလို့ရတာပေါ့သမီးအမပြောခင်လည်းသမီးစဉ်းစားပြီးသားပါသမီးနောက်3နှစ်နေသမီးရဲ့ရီမန်းချက်အကြီးရှိပြီးသားဘာပြီးအဲ့သမီးနောက်3နှစ်နေလို့မှအဲ့ရီမန်းချက်ကလေပြည့်ကိုပြည့်ရမှာပြည့်လဲပြည့်မှာအေးကောင်းတယ်အဲ့လိုမျိုးစိတ်တက်ကိုခိုင်ခိုင်မာမာချလိုက်ပြည့်ကိုပြည့်ရမယ်ဟုတ်တယ်ချမာလေးတော်တယ်နှစ်နေအသက်28နှစ်လို့ပြည့်ကိုပြည့်ရဖတ်တဲ့24နေနောက်3နှစ်နေမှာ29ပြည့်ကိုပြည့်မှာပြည့်ကိုပြည့်မှာငါပြောတာပေါ်တော်နိုင်နေလို့ဒီမှာသူဖြေလဲဖြေလေနားထောင်ကြည့်ကြအောင်အခုနှစ်တက်ကဘယ်လောက်ရှိပြီအခုသမီးတန်24ကိုနောက်3နှစ်နေရီမန်းချက်က28နှစ်ပြည့်ကိုပြည့်ရမယ်ပြည့်လဲပြည့်မှာအေးသမီးရဲ့ရီမန်းချက်ကပြည့်မှာမဟုတ်ဘူးနင်မမအောင်စုံမတဲ့ငါပဲမားတာသမီးရီမန်းချက်ဆိုင်အေးပါတွားလိုက်ပါတော့ရောလက်မှတ်လည်းထိုးချင်တဲ့စိတ်တောင်ကုန်သွားပြီ